ဒီကြက်ကလေးနဲ့ပတ်သက်တာကိုကျွန်တော်လာပြီးတော့ကျွန်တော်လာပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်လည်းသိတလားတန်းနေတလားပေါ့နော်ကြက်ကလေးကိုပွာလာပြီး9ရက်ပြည့်6ရက်ပြည့်နေဘူးထဲမှာလောင်ပေးလိုက်ပါကြက်ကလေးကိုနေဘူးထဲမှာလောင်ပေးမယ်ဆိုရင်တော့အားလည်းကောင်းတယ်နော်ကျမကြီးလည်းကောင်းတယ်ဒီကြက်ကလေးကိုမနေ့ဆော့ဆော့ကိုလောင်ပေးပါနော်ဆက်တဲ့ငယ်ချင်းတွေဒီကြက်ကလေးကိုအားလည်းကောင်းတယ်ကျမကြီးလည်းကောင်းလာမယ်အနာလည်းကင်းမယ်ဆက်တဲ့ငယ်ချင်းတွေမနေ့ဆော့ဆော့နေပူတဲ့အချိန်မှာလောင်ပေးပါနော်လောင်မယ်ဆိုရင်တော့ဘယ်နေကြီးလဲဆိုရင်တော့တနေကြီးပဲဖြစ်ဖြစ်ပေါ့နော်တနေကြီးပဲဖြစ်ဖြစ်တနေကြီးပဲဖြစ်ဖြစ်ကြည့်ထားလိုက်ပါနော်နေ့တအားပူရင်တိုက်ထားလိုက်ပါနော်တိုက်ထားလိုက်ပြီးတော့အစာတွေကျွေးလိုက်ပါရည်တွေပြေးတော့ရည်တွေပြေးတော့လိုက်ပါနော်နေတအားပူရင်ဒီကြက်ကလေးကိုတိုက်ထားလိုက်ပါနော်မတိုက်ထားရင်မေ့သွားမယ်ဆိုရင်တော့ဒီကြက်ကလေးကိုသိသွားနိုင်ပါတယ်နော်ဒီတော့လည်းဒီကလောက်တန်းနေသလားပေါ့နော်ဒီနေ့ကတော့အဲ့လောက်ပဲကျွန်တော်စိုက်အားလုံးပဲလာပါ